ရေသူလေးဟာမိန်းကလေးစီကမကောင်းတဲ့အစားအစာတစ်လုပ်ကိုမြည်ဆန်းခဲ့ရုံနဲ့တင်သူမကိုထာဝရအသက်ပေးနိုင်တဲ့ကိုယ်ပိုင်သွေးတွေကိုပေးအပ်ခဲ့ပါတယ်။တကယ်တော့ရေသူလေးဟာဒဏ်ရာအပြင်းထန်တဲ့ကမ်းခြေကိုတောင်တင်လာခဲ့တာပါ။လူတွေရဲ့စားသုံးခြင်းကိုခံရတော့မယ်လို့သူထင်ခဲ့ပေမဲ့မိန်းကလေးကတော့သူ့ကိုနေတိုင်းအစားအစာတွေလာကျွေးတဲ့အပြင်ဒဏ်ရာတွေကိုလည်းစိတ်ရောကိုယ်ပါပြုစုပေးခဲ့ပါတယ်။ဒါဟာရေသူလေးကိုမိန်းကလေးအပေါ်ဝါမျိုးပိုင်ဆိုင်လိုစိတ်ဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့နူးညံ့တဲ့အပြုံးကိုမြင်ရတဲ့အခါရေသူလေးဟာအဲ့ဒီစိတ်ကူးကိုလက်လျှော့လိုက်ပါတယ်။မိန်းကလေးရဲ့ကျေးဇူးကိုဆက်တဲ့အနေနဲ့ရေသူလေးဟာသူ့လက်ညှိုးကိုကိုက်ဖြတ်ပြီးသွေးဆက်တွေကိုတိုက်ကျွေးခဲ့ပါတယ်။ဒါကြောင့်ပဲမိန်းကလေးဟာထာဝရအသက်ကိုရရှိခဲ့တာပါ။ဒါပေမဲ့ရေသူလေးထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ထာဝရအသက်ဟာမိန်းကလေးကိုမကယ်တင်နိုင်ခဲ့ပဲဆယ်စုနှစ်ပေါင်းများစွာဒုက္ခပဲပေးခဲ့ပါတယ်။မိန်းကလေးအိမ်ကထွက်သွားပြီးမကြခင်မှာပဲသူမနဲ့မိသားစုဟာကန်ဆိုးစွာနဲ့ရင်မတော်တဆမှုဖြစ်ခဲ့ပါတယ်။မိသားစုဝင်တွေတေဆုံးသွားတာကိုမျက်မြင်တွေ့ခဲ့ရတဲ့မိန်းကလေးဟာဘဝကိုစိတ်ပြတ်အားငယ်သွားခဲ့ပါတယ်။ဒါပေမဲ့ထာဝရအသက်ကသူမကိုနာကျင်မှုတွေကြားမှာပဲဆက်လက်ရှင်သန်နေစေခဲ့ပါတယ်။ဒီနေ့မှာမိန်းကလေးကမ်းခြေကိုဖျက်လျှောက်သွားရင်းမိချောင်းတစ်ကောင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာသူမဟာမိချောင်းရဲ့စားသုံးခြင်းကိုခံရရင်ထာဝရအသက်ဆုံးရှုံးသွားပြီးမိသားစုနဲ့ပြန်ဆုံနိုင်မယ်ဆိုတာကိုသတိထားမိသွားပါတယ်။ဒါကြောင့်ပဲသူမဟာရုန်းကန်တာကိုရက်လိုက်ပြီးတေဆုံးမဲ့အချိန်ကိုစောင့်နေခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ကူမှာပဲရေသူလေးဟာလူအသွင်နဲ့ရုတ်တရက်ပေါ်လာပြီးသူမကိုမိချောင်းပါ